ကျွန်တော်ရက်ဆောက်မှရှိတာရက်ဆောက်မှရှိတယ်ဒီမှာရေကစားတာတို့ဘာလို့ဆိုတော့အရင်မိသားစုတွေမှာအေးဆေးလာပြီးတော့တော်တော်ကဲလို့ရတာပေါ့မိသားစုလာတယ်လို့တင့်တော်တယ်အဲ့တော့ဖိတ်ခေါ်တယ်တော့မရှိဘူးကတော့ဒီမိုက်တယ်ဒီစားတယ်ဒါအေရင်ဥယျာဉ်ထဲမှာရှိတယ်ဒီမှာရေဆော့ယူပန်းဖြေလို့ရတယ်နှစ်ထပ်သင်းမောတွေပါတယ်ဒီ jet ski တွေလည်းရှိတယ်နောက် speed boat တွေလည်းရှိတယ်အဲ့တော့ဝင်ကြီးကတော့လူကြီး3000ကလေး1000ဒါဝင်ကြီးကဒီမှာရှိဒါရက်ဆောက်မှာရှိတာဒါအကြောင်းကြီးကိုဒီမှာလာလဲလားဒါပုံနာဖြစ်ပါတယ်ကျေးဇူးပါတယ်ပျော်ရွှင်မှုကအပြည့်အဝပေးနိုင်ပါတယ် yes အရင်ကောင်းတဲ့နေရာလေးတစ်ခုကိုကျွန်တော်တို့ဒါညွှန်းပေးတာပါခင်ဗျာအဲ့လိုနှစ်ထပ်သင်းမောကြီးနဲ့လည်းဒါသွားလာပြီးတော့ကန်နဲ့ပတ်တာပေါ့နှစ်ထပ်သင်းမောနဲ့ပြီးရင်ဟိုမှာလည်းအဲ့လိုမျိုးကြီးဆော့လို့ရတယ်အဲ့ဒါဆိုတာ station လုပ်ပေးတာပေါ့နော်ပါတီတွေပါပြီးလို့ရတယ်အေးရင်ဗန်ပီစကန်တော့ဟိုမှာပဲဘန်ဂလိုလေးတွေပေါ့နော်ဆိုတော့တစ်သားဘန်ဂလိုလေးတွေနဲ့အဲ့မှာတဲလို့လည်းရတယ်ဒီလိုဘန်ဂလိုလေးတွေလည်းရှိတာပေါ့နော်ဒါကျွန်တော်မိသားစုတွေလာလဲလို့ရတယ်အဲ့တော့ဒီမှာအဲ့လို jet ski တွေရှိတယ်speed boat တွေရှိမယ်နားစီးလို့ရမယ်